လဲကိုနဲ့ကြိုက်အောင်ဟုတ်ပါတော့ passport အသစ်လုံးမဲ့လူတွေကတော့အဆင်ပြေတာပေါ့အသစ်လုံးမဲ့လူတွေကမထွက်ခင်လောက်ပြီးမှထွက်လာတယ်ဆိုရင်တော့ကိုကဒီမှာနှစ်ကြာမပြန်တိုးစရာမလိုဘူးပေါ့လေအဆင်ပြေတာပေါ့နော်ဒါမဲ့student မော်နော် ED visa ကလေး ED visa နဲ့ Guardian visa ကတော့လက်ရှိထိတော့ဒီမှာတိုးလို့ရနေသေးတယ်နောက်ပိုင်းတော့မပြောတတ်ဘူးပေါ့နော်ဒါမဲ့ကျွန်တော်ဒီမှာ ED visa ယူမဲ့လူတော့မဟုတ် DTV ယူမဲ့လူတွေတော့ကတော့ passport တက်တန်တိုးဖို့ဒီမှာမရဘူးပေါ့နော်အဲ့တော့ကြတော့မြန်မာပြည်ပြန်အမှားတွေရှိလာမယ်ပေါ့နော်အားလေးတွေတော့ထည့်စဉ်းစားရမယ်တခုတော့ရှိရပေါ့နော်ဒီ ED visa မှာလဲသူတို့ပေးထားတဲ့အကြောင်းပေါ့နော်လုံးဝနှစ်ရှည်တက်ရတယ်လို့ကျွန်တော်ပြောသလိုတကယ်အကြောင်းတက်ရတယ်4-5နှစ်တက်ရတဲ့အကြောင်းတွေဆိုရင်တော့ဒီမှာတိုးလို့ရပါတယ်အဲ့တော့ passport လိုမယ်ပြီးရင်ကလေးမွေးစင်းရပေါ့နော် birth certificate လိုမယ်ပြီးတော့ bank statement တွေလိုမယ်ပြီးရင်ကိုကကျောင်းလျှောက်တာကလည်းကျွန်တော်နှစ်ခုရှိရပေါ့နော်နှစ်နည်းရှိရနှစ်နည်းရပါလဲဆိုတော့ကြတော့ဒီဘက်ကိုကျောင်းအဆရာရှာလိုအပ်စားတဲ့နေတောင်းပြီးတော့ကျွန်တော်တို့မြန်မာပြည်ကနေတခါတည်းလျှောက်တာရှိသလိုထိုင်းရောက်မှပဲထိုင်းကိုအရင်ဆုံးရွှေ့လာလိုက်တယ်ရွှေ့လာပြီးထိုင်းရောက်မှပဲဒီကိစ္စတွေကိုပြန်လျှောက်တာပေါ့နော်ပြန်လျှောက်တာဒီထဲမှာကြာမှပြန်ပြောင်းတာတွေလည်းရှိရပေါ့နော်အဲ့တော့ကြတော့ဥပမာဆိုတော့ကျွန်တော်တို့ဆိုရင်ကျွန်တော်ဒီကိုဘယ်လိုလာလိုက်တော့ဆိုတော့ကြတော့ကျွန်တော်ဟောပေါ့14ရက် visa ပေါ့နော် free ပေါ့ visa free နဲ့လာလိုက်တယ်လာလိုက်ပြီးတော့ကြတော့ကျွန်တော်တို့ကအရင်ဆုံး TR visa လျှောက်ရတယ်ဘာဖြစ်လို့လဲဆိုတော့14ရက်အတွင်းမှာကျွန်တော်တို့ကကြောင်းနေပါတယ်ကြည်ဖို့တကြံပိတ်ရက်ခံတော့ကျွန်တော်ကြည်လို့မရလိုက်ဘူးတချို့ကလည်း14ရက်မှာပဲကြောင်းပြီးကြည်လိုက်တယ်ပြီးတော့ကြတော့ဒီ TR visa ပေါ့နော်လျှောက်တယ်ပေါ့ကျွန်တော်ကြတော့အလုပ်ကြည့်ဖို့ချိန်မရှိတော့ TR visa ကိုအမှဒီမှာတကြံနေလိုက်ပြီးတော့တကြံပြီးကို TR visa trash ပြီးတော့နိုင်ငံမြန်နေရှောက်ရတာနိုင်ငံထဲမှာအလုပ်လို့မရတဲ့အတွက်ကျွန်တော်လာကိုသွားလိုက်တယ်လာကိုကနေ TR visa လျှောက်ပြီးဝင်လာပါတော့ဒါပေမဲ့မြန်မာပြည်မှာနေပြီးတော့လာမယ်အချိန်လည်းရှိရဲ့လူတွေကတော့မြန်မာပြည်မှာ TR visa လျှောက်ခဲလိုက်ပါပတ်စံကုန်ကြသစားပါတယ်ကျွန်တော်တို့ကတော့နည်းနည်းအပိုင်းမှာပို့ပြီးတော့ကုံသွားပါတော့တစ်ခေါက်ပို့ကုံသွားလိုက်တာပေါ့ကျွန်တော်မြန်မာပြည်ကနေ TR visa နဲ့ဝင်လာတယ်ဆိုရင်ရောက်တယ်ဆိုရင်ကိုကကြောင်းနေပါရေးအေးစေးသွားကြည့်ပြီးရင်သူကတလပေါ့နော်လောက်ကြံမှပဲရမယ်သူကဒီမှာကြောင်းကလေး ED visa လုပ်ဖို့ရယ် Guardian visa လုပ်ဖို့ရယ်ပေါ့နော်လိုတဲ့ဟာလေးပေါ့ပြီးရင်သူကဘန်ကောက်ဖွင့်ရတာရှိရယ်အဟာအတွက်ကလည်းတလအချိန်ကြံပို့လို့ရပေါ့နော်အဲ့တော့ TR visa လျှောက်ခဲ့ပြီးတော့ဒီမှာရောက်တယ်ကြည်တရားရှာကြည်တော်ဆုံးဖြတ်ပြီးတော်ဒီကြမှာပြောင်းနေရတယ်ပေါ့နော်မဟုတ်ဘူးကိုကတခါတည်းဆုံးဖြတ်ပြီးသွားပြီကျောင်းနဲ့ဒီမှာ school visit လာကြည့်လို့ okay တယ်ကြိုက်တယ်ပါဆိုရင်ဒီဘက်ကနေစားတဲ့အလှမ်းတောင်းပြီးတော့ကျွန်တော်လိုအပ်တဲ့စားတဲ့နေရပြီဆိုရင်မြန်မာပြည်မှာပဲတခါတည်း Guardian visa နဲ့ကလေး ED visa တခါရှောက်ပြီးမှဝင်လာလဲရတယ်ပေါ့နော်ဒါတော့ကိုယ်အဆင်ပြေလို့လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ကြတော့ကျွန်တော်ကလေးမွေးစင်းတို့ဘာတို့ကဘာလုပ်ရလဲဆိုတော့ကြတော့ကျွန်တော်notary ပြန်ရတယ်ပေါ့နော်မြန်မာလိုဖြစ်နေရဆိုရင်ဒါ notary ပြန်ရတယ်အင်္ဂလိပ်လိုပေါ့နော်ဖြစ်အောင် notary ပြန်ပေးရတယ်ပြီးတော့ကြတော့bank statement ကလည်းအင်္ဂလိပ်လို bank statement ကတော့များစွာအင်္ဂလိပ်လိုဆိုတော့တိတ်ပြဿနာမရှိဘူးသူက bank statement ကကျွန်တော်ဒီသူတို့ရဲ့ပေါ့နော်ဒီကြောင်းလျှောက်ဖို့ဆိုရင်ပတ်စံဘလောက်ရှိရမယ်ပေါ့နော်အဟာကိုဘယ်နှလဆိုရဲနောက်ဆုံး3လအတွက် bank statement ထုတ်ခဲ့ပေးရမယ်ဆိုတာမျိုးကြီးပေါ့နော်ဒါလေးတွေဒါကတော့ policy ကမျိုးပြောင်းနေကျွန်တော်တိကျထည့်မပြောတော့ဘူးဒါကိုရှောင်းမဲ့ချိန်မှာပဲဒါ policy ပေါ်မူတည်ပြီးဘယ်လောက်ရှိရလဲဘယ်နှလစာထုတ်ရလဲဆိုတာတစ်ချက်ပြန်ပြီးစုံစမ်းပါတော့အဲ့တော့ကျွန်တော်လိုအပ်တဲ့စာနေဆိုရင်မိဘပေါ့နော်မိဘဆိုရင်ဥမာအိမ်အောင်စုရာမှတ်ပုံတင်ဆိုရင်မှတ်ပုံတင်ကိုကျွန်တော် notary ပြန်ရတယ်mofa ထူရတယ်
ပြီးတော့ကြတော့အိမ်အောင်စရာ notary ပြန်မိုဖာထူရတယ်ပြီးရင်လက်ထပ်စာချုပ် notary ပြန်နဲ့မိုဖာထူရတယ်မွေစရင်ပေါ့နော်ဒါမျိုးလေးတွေဒါအတဲ့ကြောင်းရဲ့တောင်းတဲ့ဟာလေးရဲ့ပြီးကြတော့ကျွန်တော်ဒီဘက်မှာလိုတဲ့ဟာပေါ်မူတည်ပြီးတော့ဒါလေးတွေအောင်မဖြစ်မနေလှုပ်လာမယ်ဟာလေးပေါ့နော်အဲ့တော့အဟာတွေလောက်ခဲရမယ်ပေါ့နော် notary ပြန်လာရင်မိုဖာထူတာရဲ့လောက်ခဲရမယ်ပြီးကြတော့ဒါမိခင်ကဒီဘက်မှာအလုပ်ရှာဖို့ဘာညာပေါ့နော်ဆိုရင်လည်းကိုရဲ့လိုအပ်တဲ့ပွဲလက်မှတ်တွေဘာညာကြီးပေါ့နော်ဟာတွေကလိုအပ်ရင် notary ပြန်ခဲ့ရမယ်ပေါ့နော်ဒါလေးရှိမယ်ပေါ့နော်မိုဖာတော့ဒါကိုထူဖို့လိုလားမလိုလားပေါ့ဆိုတော့ကိုအလုပ်ပေါ်မူတည်ပြီးတော့ကိုလိုအပ်ချက်ပေါ်မူတည်ပြီးတော့ပေါ့နော်ဟိုဖြစ်ရမယ်ပေါ့နော်လိုမျိုးလေးပေါ့နော်ဒါကတော့ဒါစာတန်လေးပေါ့နော်စာတန်လုံးမယ်ဆိုရင်เนาะဒါကျွန်တော်တို့ကြုံနေရတဲ့အတွေ့အကြုံပေါ့နော်ငိုပြောပြပေးမှာပေါ့နော်ဒါတက်တာအောင်ပေါ့ကျွန်တော်notary ပြန်မိုဖာထူပြီးရများတယ်တော်တော်နေရတော့လုတ်တဲ့လူတော်တော်များတယ် online မှာရှာကြည့်ရင်လည်းများပါတယ်အဲ့တော့ကြတော့အမှမှာတချို့တွေရှိဘောနော်တချို့ blogger တွေရောဘာရောပေါ့လေချိုးစားပဲပေးရဲ့လူတွေကshare ရိုက်တာเนาะပုံမှန်ကျွန်တော်မြန်မာပြည်မှာ notary လုပ်တယ်ဆိုရင်ထားပါတော့2000လောက်ကုန်နေဟောင်း9000တောင်းနေ3သိန်းလောက်ကုန်နေဟောင်း2သိန်းလောက်တောင်းနေဒါမျိုးကြီးရှိရအဲ့တော့ကြတော့ကိုကအပ်မယ်ဆိုရင်ဒီ online မှာ notary ပေါ့နော်notary mofa ဆိုပြီး like မေးကြည့်လိုက်ကျွန်တော် notary ဒါ notary ပြန်မယ်ဘယ်ဟာဘယ်လောက်ကြာမလဲ mofa ထူမယ်ဘယ်လောက်ကြာမလဲဆိုပြီးတော့ like မေးကြည့်လိုက်450ခု like မေးကြည့်လိုက်မေးပြီးဆိုမှအတတဆုံးဟာလုပ်ပါထူးသဖြင့်တော့ online မှာဖြစ်တဲ့အတွက်တော့ဆိုင်ပေါ့နော်ဆိုင်ရှိရဲ့နေရာဟာကိုလောက်ပါဖလုံးဆိုတော့တခုခုဆိုရင်ငွေလင်ခံမှာဆိုလို့ပေါ့နော်အဲ့တော့ဆိုင်မှာတွားပြီးတော့လိုအပ်တဲ့စာတမ်းပေးရတာရှိတယ်လို့တချို့ကြတော့လည်းonline ကနေပုံပို့ပေးုံနဲ့ရတာရှိရပေါ့နော်ဒါတနေရာနဲ့တနေရာတောင်းတာကျင်တော့မတူဘူးပေါ့နော်ပြီးကြတော့သူတို့ဘက်က notary ပြန်ပြီးပြီဆိုရင်ကိုကလုံးဝလက်မှတ်မထိုးခင်တစိမ့်တုံးတွေပါမထိုးခင်မှာကိုကသေချာစစ်ပါနာမည်လုံးဝမှားလို့မရပါဘူးကဏ္ဍနေလုံးဝမှားလို့မရပါဘူးအရေးကြီးပါတယ်အားလေးဘောနော် passport မှတ်ပုံတင်လုံးဝဘယ်ဟာမှမှားလို့မရဘူးဘောနော်မှတ်ပုံတင်နဲ့ passport ကလည်းတူရမယ်ဘောနော်ပြီးကြတော့ကျွန်တော်တို့ဒီပွဲလက်မှတ်တွေဒါဒီဘာခေါ်မလဲပွဲလက်မှတ်တွေပြီးရင်အိမ်အောင်စရာတွေမှတ်ပုံတင်နေမွေးစင်းနေထဲမှာပါတဲ့နာမည်တွေက passport တွေကနာမည်နဲ့အဓိကတူရပါမယ်။ဘာလို့လဲဆိုတော့နာမည်ပေါင်းတာကတည့်ရဲ့အတိုင်းပဲကျွန်တော်တို့အဆင်ပြေလို့ပေါင်းနေကြဖြစ်တဲ့အတွက်တစ်ခါလေကြာရင် passport တွေဟာနဲ့ကျွန်တော်ဒီထားပွဲယူရဟာနဲ့မတူတာမျိုးဟိုဟာနဲ့မတူတာတရားနဲ့မတူတာမျိုးတွေလည်းရှိတတ်တယ်လို့ဒီတို့ notary ပြန်တဲ့လူရဲ့အားပေါ်မူတည်ပြီးတော့ကွယ်သွားတာလည်းရှိရပါတော့အဲ့တော့အားလေးလည်းခယူဆိုင်ပြီးစစ်ကြပါပြီးတော့ကြတော့ဆောနာပြောလို့ပဲပုံမှန်အဖြစ်တချို့ဟာလေးဆို notary ပြန်တာ1000-2000ဝန်းကျင်လောက်ပဲကုန်တယ်တချို့ဟာလေးတွေကတော့9000လောက်ကုန်တယ်လက်ထပ်စာချုပ်လို့မျိုးပါမျိုးဆိုရင်တော့3သိန်းဝန်းကျင်လောက်ထိကုန်တယ်ပေါ့နော်ဒါကိုလို့ရိုက်စားလုံးနေလွယ်လည်းရှိအောင်ကြတော့တတိထားပေါ့နော်အဲ့လေးတော့အဲ့တော့ကြတော့ဒါကတော့ဒီ visa လျှောက်ဖို့နဲ့ဒီလိုအပ်တဲ့စာတမ်းကိစ္စလေးပေါ့နော်ပြီးကြတော့ဒီမှာကသူတို့ကြောင်းအပ်ပြီးဆိုရင်ကျွန်တော်တို့ဒီမှာထိုင်းမှာပေါ့နော်ဘဏ်ကောင်ဖွင့်ရတယ်ဘဏ်ကောင်ဖွင့်တဲ့အခါကျရင်လေသူကဘဏ်ကောင်ဘဏ်တစ်ခုပဲဖွင့်လို့ရတယ်အဟာကလည်းပွဲစားနဲ့ဖွင့်ရင်လွယ်တယ်သို့မဟုတ်ကိုက agent အပ်ထားတယ်ဆိုရင် agent ကတော့လိုက်ဖွင့်ပေးရဒါပေမဲ့ agent ကလည်းဒါ agent မဟုတ်ဘူးတရားပေါ့နော် agent ကလည်းပွဲသူတို့နဲ့ချိန်ထားတာမဟုတ်ဘူးဆိုရင်ရစ်တယ်တော်တော်ရစ်တယ်အဲ့တော့မဟုတ်ဘူးကို agent သူတို့နဲ့ချိတ်ထားတဲ့ agent လားပေါ့မူတည်ရပေါ့နော်မဟုတ်ဘူးဆိုတော့ကိုယ့်ကိုတော့ဖွင့်လိုက်လဲအတူတူပါပဲရစ်တာတော့ရစ်မှာပဲပေါ့နော်ဒါပေမဲ့
ဒါသူတို့အစိုးရသတ်မှတ်ထားဖြစ်တဲ့တော့ဖွင့်ပေးရတယ်လိုအပ်တဲ့စာဆိုင်အပြည့်စုံပါသွားဖို့ပဲလိုတယ်ပေါ့နော်ပြီးတော့ကြတော့နောက်တစ်ခုကသူတို့ကကိုဘက်ကသာစာရွက်စာတမ်းစုံပလေးစင်တော့အာမခံပါညာဘာမှဝယ်စရာမလိုဘူးအာမခံဆိုတာလည်းပြောရင်ဟိုကျမ်းမိုင်းအာမခံပုံစံမျိုးပေါ့ဗျာအဲ့လို insurance တစ်ခုခုပေါ့နော်ဝယ်ခိုင်းတယ်ဒါလည်းသူတို့အတွက်ပတ်စံဟိုရှာရတစ်မျိုးပေါ့နော်အဲ့တော့ကြတော့ကိုကစာတမ်းကုန်ပြေဆုံးလို့ရင်ဝယ်စရာမလိုဘူးအဟာလည်းပေးရတယ်ကျွန်တော်တို့ဖွင့်တော့ဆိုရင်ဟိုလောက်ကုန်သွားတယ်ဘတ်1000လောက်ကုန်သွားတယ်အဲ့မှာဘတ်6000လောက်က insurance ပို့အဲ့လိုမျိုးပေါ့နော်ဘတ်6000လားအဲ့လောက်ထင်ပါတယ်အဲ့လိုမျိုးinsurance ပို့ပေါ့နော်အဲ့လိုမျိုးကုန်သွားတယ်အဲ့တော့မလို့အဲ့စာတမ်းပြေဆုံးပါတယ်တော့ဖွင့်နေဆိုရင် insurance မလုပ်ဘူးဆိုပြီးဖူခံလို့ရတယ်ဘာမှမဖြစ်ဘူးဟိုကိုတပတ်လုံးဆိုတာအစိုးရကနေပြီးတော့တို့အစိုးရကိုယ်တိုင်ဟိုကကြောင်းလျှောက်ရင်ဒီထဲမှာပတ်စံဘတ်5သိန်းပြထားရမယ်ဆိုတော့ဟာရှိရပါတော့သူက3လပြထားရမယ်3လပြထားရမယ်ဆိုတာကကျွန်တော်တို့ဒီပထမဆုံးကြောင်းစပြီးတော့ဒါဟိုဖြစ်ပြီးဟေးဆိုတာ ਨੇ ကျွန်တော်ကသွားပြီးတော့ဒါဘန်းကောင်ဖွင့်ပြီးပတ်စံထဲထားရတော့မှအဟာပြီးရင်တစ်နှစ်ဟာပြောင်းတော့ပထမ3လဗီဇာရမယ်ပြီးရင်တစ်နှစ်ရမယ်တစ်နှစ်ပြည့်ပြီးတော့မှအပတ်စံထုတ်သုံးလို့ရမယ်ဒါပေမဲ့ထုတ်သုံးလို့ရပေမဲ့ဟိုဟာနောက်ထပ်တစ်နှစ်မပြည့်ခင်3လအလိုမှာပြန်ထည့်ပေးထားရမယ်ဘာလို့လဲဆိုတော့သူက3လထည့်ထားရမယ်ဆိုရဲသတ်မှတ်ချက်ရှိရပေါ့နော်အဲ့တော့ဒါကလည်းဘန်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိစ္စလေးပေါ့အဲ့တော့စားတောက်စရိတ်ပေါ့နော်စားတောက်စရိတ်ကတော့ဒီမှာကကျွန်တော်တို့ဈေးပေါ့နော်web market တွေတွားဝယ်လို့ရတာရှိတယ်ဒါပေမဲ့ကိုကဘာသာစကားနည်းနည်းဟိုအခက်ခဲကြောက်တယ်ပေါ့နော်ထိုင်လို့လည်းမပြောတတ်ဘူးပြောရင်ကိုကအင်္ဂလိပ်လို့ပြောတယ်နော်သူတို့ကအင်္ဂလိပ်လို့ကလည်းမကောင်းပေါ့နော်တော့ကြတော့မပြောတတ်တာလည်းများတယ်ပေါ့တော့ကြတော့တိတ်ပြီးစကားပြောစရာမလိုဝယ်ခြင်း busy တို့ macro တို့သွားဝယ်လို့ရတယ်ပြီးရင် macro ကနေ online ကနေမှာလို့ရတယ်busy တို့ကတော့ online ကနေမှာလို့ရတယ်ပေါ့နော်ဒီကတော့လွယ်တယ်ဘာမှလည်းစကားပြောစရာမလိုဘူးကိုလိုချင်တာရွေးထည့်ပြီးရင်ဟိုမှာစတော့ဝယ်ကိုလိုချင်လောက်ရွေးပြီးသူတို့ပေးလိုက်ချိန်ပေးတယ်ပြီးရင်ဘယ်လောက်ကြတယ်ပြီးပြီဆိုရင်ပတ်စံရှင်းလိုက်ရုံပဲလွယ်တယ်ပေါ့နော်ချက်စားတာတော့တကယ်မိသားစုပုံမှန်ချက်စားရင်တော့ကုန်ကြတတ်တာပဲပေါ့နော်ဘာလို့လဲဆိုချက်ပေါင်နှစ်ချောင်းပေါင်ရင်တော့ရနှစ်ချောင်း3ညောင်းလောက်ကိုဘတ်50ပဲကြာမယ်ပေါ့နော်ဘတ်50တကယ်တမ်းမိသားစု3ယောက်စားမယ်ဆိုရင်ပေါင်ရင်နှစ်ချိုးလောက်ချက်ထားရင်ကိုညမနက်လောက်တယ်ပေါ့နော်အဲ့တော့ကြတော့ထမင်းနဲ့ဗာနဲ့ပြီးစီမှညမနက်ကိုဒါဟိုအလောက်ပဲကုန်မဲ့တော့ပေါ့လေဘတ်50နဲ့100ကြားပေါ့လေဟင်းသင်းရောပေးပါရေးဆန်နေပါရေးဘိုးထက်တွန်းတော့ဘတ်50 100ကြားပဲကုန်မယ်ဒါပေမဲ့ဝယ်စားရင်ကြတော့ကျွန်တော်တို့ဒီမှာအနည်းဆုံးကဒီပေါ့နော်ထားပါတော့ကျက်စီထမင်းတို့ဝက်ချီအောင်ထမင်းတို့ဝယ်စားမယ်ဆိုရင်ဘတ်40ဆိုတာအနည်းဆုံးတော်တော်ရှားပါတယ်ပုံမှန်50ရှိရ50 60ဝန်းကျင်ပုံမှန်ဆိုင်နေပေါ့နော်လောက်ဆိုရင်ဒါတပွဲပေါ့လေပုံမှန်ရန်စားမကြည့်တော့ဝါပါတယ်အဲ့တော့ကြတော့ဆိုရင်ပဲစဉ်းစားကြည့်ဗျာ50ဆိုရင်3ယောက်ဆို150ညမနက်ဆိုရင်300ရှိပြီကျော်မြန်မာငွေနဲ့ဆိုရင်4000လောက်ကြာနေပြီပေါ့နော်4000လောက်ကြာနေပြီအဲ့တော့ချက်စားတာတော့ဘယ်လိုပဲဖြစ်မီတာကားတွေပါတွက်အောင်တော့ထည့်တွက်အောင်တော့တန်မာသေးတယ်ပဲပြောရမှာပဲပေါ့နော်တော်တော်တန်ပါတယ်အဲ့တော့ကြီးရှည်တော့ကတော့ချက်စားမှာပဲအဆင်ပြေမှာပေါ့နော်တချို့လဲဒီဟင်းနေစားတဲ့ရင်တော့လမ်းဘေးမှာတို့ဟင်းထုတ်ကလေးရောင်းတာရှိရဲ့လိုအိတ်ကလေးနဲ့ထုတ်ပြီးတော့20 30ပေါ့နော်ဟင်းမော်မှုတီးပြီးတော့မျိုးတပွဲဝယ်လိုက်ရင်တော့တနက်စာလောက်တော့ရမှာပေါ့တနက်စာလောက်တော့ရနိုင်တယ်
တယောက်စားပေါ့လေတော့အများဆုံး2ယောက်လောက်တော့စားလို့ရမယ်ထင်တယ်ဒါပေမဲ့ပြဿနာသူတို့ဒီနိုင်ငံရဲ့အစားအသောက်တွေကလည်းဆက်တဲ့ဟာတော်တော်ဆက်တယ်တော့ဘောနော်ချိုတဲ့ဟာတော်တော်ချိုတိတ်ပြီးကျွန်တော်မြန်မာပါစက်နဲ့အစင်မပြေဘူးဗျအဲ့တော့ကျတော့တိတ်ပြီးဝယ်မစားပြဘူးကျွန်တော်တို့အဲ့လိုမျိုးအဲ့တော့များသောဖြင့်စားရင်တော့မှအဲ့လိုဒီဂျက်စီထမင်းတို့ဝတ်သုံးသက်ထမင်းတို့ဘောနော်ဒါတွေပဲအဓိကစားဖြစ်တယ်ကျွန်တော်ဒီမှာလာနေတော့ဆိုကျွန်တော်ပထမဒါကျွန်တော်14ရက်ပြီးတော့ကျွန်တော်တို့ကဒီမှာခန်းတက်လာငှားလိုက်တယ်တက်လာငှားလိုက်ပြီးတော့အကြောင်းအရင်ရှာရပေါ့နော်အဲ့ဟာလည်းပြောပြပေးမယ်ကျွန်တော်အကြောင်းရင်လာကြည့်ရဆိုရင်တော့ကိုကအကြောင်းကြည့်ပြီးကြိုက်ပြီဆိုရင်တော့နေစရာပါတစ်ခါဆုံးဖြတ်ရတယ်အနာပါငှားနေမလားငှားနေမဆိုတစ်ခါရှာစရာရှာကိုအကြောင်းအမဲအချိန်နဲ့ငှားမဲခြာတွေနဲ့တစ်ခါတည်းအကုန်လောက်ရပါပေါ့နော်ကျွန်တော်ကြတော့ဒီကိုချက်ချင်းဘောနော်ဝုန်းနဲ့ရောက်လာလိုက်တာကြတော့ဒီမှာအဲ့လိုတက်လာကျွန်တော်ကငှားလိုက်ရတယ်အချိန်မှာကျွန်တော်အကြောင်းကြည့်ရအကြောင်းအပ်တာကြီးလုပ်ရတယ်အကြောင်းကြည့်ရအကြောင်းအပ်တာကြီးလုပ်ပြီးသွားတော့မှကျွန်တော်တို့ကအကြောင်းနဲ့အနီးရဲ့နေရာမှာပဲငှားလိုက်တယ်အကြောင်းနဲ့တလန်းမဲချတယ်ဟိုဝက်ဒီဘက်မျက်နှာချင်းဆိုင်မယ်ဆိုတော့ကလေးចောင်းဖို့ចောင်းကြိုကတော့အဆင်ပြေပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒါတလငှားနေတော့ငါဆိုရင်ကျွန်တော်က studio room နဲ့ငှားလိုက်တာပေါ့ studio room နဲ့ငှားလိုက်တော့ချက်ပြုတ်ဖို့တော့မရဘူးအဲ့တော့ကြောင့်ဝယ်စားရတယ်နေတိုင်းဒါကျွန်တော်ဒီရောက်တော့ကဘတ်100သုံးဖို့100အောက်ပဲရှိအောင်ပဲဆိုတော့အဲ့တော့နည်းနည်းတတ်တာပေါ့နော်ဒါတော့မှလည်းစောနာပြောလို့ရပဲတရက်ကိုညမနေ့ပိုင်း3000ပေါ့3000လောက်တော့ကြာသေးရပဲပေါ့နော်3000လောက်ကြာတယ်ဒါစောနာပြောသလိုပေါ့စားလို့ပါ50 60ဝန်းကျင်စားလို့တခါလေကြာရင်လည်းဟိုရှောက်ဝယ်ဒီရှောက်ဝယ်ဟိုရှောက်စားဒီရှောက်စားဆိုရင်ပါ900 1000လဲကုန်တာပါပဲဒါတော့လဲဆိုင်းစားလို့ပေါ့လေကိုကတော့ကုန်ကြစည်လေးတယောက်ရှိရပါတော့ဒါလေးလည်းထည့်တွက်လို့ရအောင်ပေါ့အဲ့တော့ကြောင့်ကိုကအချိန်ရတယ် AC ဆိုရင်မြန်မာပြည်ကနေပြီးတော့ဒီကိုတစ်ခေါက် school visit လာလိုက်ပါပြီးရင်လောက်ဆရာရှိရလောက်ပေါ့နော်အကြောင်းနဲ့ကြီးစရာရှိရကြီးကိုစုံဖြတ်ပြီးသွားပြီဆိုရင်အကြောင်းနဲ့အနီးတော့ဝိုက်ကွန်တိုရီတစ်ခါကြီးသွားလိုက်ကြီးသွားပြီးတော့နှစ်ခုလုံးကိုကဘယ်လိုလုပ်မလဲတစ်ခါတည်းအပ်သွားမလားတစ်ခါတည်းစာချုပ်ချုပ်သွားမလားဘယ်လိုလုပ်မလဲဆိုတာဆုံးဖြတ်ပြီးတော့လုပ်ရမှာပေါ့နော်ကျွန်တော်ကွန်တိုရှာရင်လဲသူတို့ဒီ agent တွေပဲရှာလို့မရဘူးကျွန်တော်တို့ငှားမယ်ပေါ့နော်ဆိုရင်ကိုယ့်အကို app တွေပေါ့နော်ဒီထိုင်းက app တွေတဲ့ကနေလဲကြည့်ပေါ့ဘာလို့လဲဆိုတော့သူကဘယ်လိုပြောမလဲ agent တွေပွဲစားရဆိုကြတော့သူအထားရခံမဲ့သူသိရပါဗောလေသူပဲဒါပဲပြနိုင်တာဗောကျွန်တော် online မှာကြောက်မဟုတ်ဘူးဗောလေကျွန်တော် app တစ်ခုပေါ်မှာဆိုရင်ဒါအင်ရှင်တွေ grind တင်တာရှိရတချို့လဲအင်ချမ်းမီယာတင်တာရှိရမျိုးပေါ့နော်အဲ့တော့ကြတော့စုံတယ်အဲ့တော့ကြတော့ကိုကပူရွေချက်စရာများပေါ့နော်အဲ့လိုလေးရွေးပါအိမ်ဝဲမဲပါညာဆိုရင်လည်းအရင်ဆုံးမဝဲပါနဲ့အောင်ဘာလို့ဆိုတော့ကျောင်းအဆင်ပြေလားမပြေလားမသိဘူးပေါ့နော်အဲ့တော့ကြတော့အိမ်ကနောက်မှဝယ်ပေါ့နော်အရင်ဆုံးငှားနေလိုက်ပါငှားနေပြီးတော့မှအိမ်အောင်ဖြည်းချင်းရှာကိုဒီကျောင်းလည်းအဆင်ပြေတယ်ဆိုမှပဲဝယ်ဖို့အတွက်ကြည့်ပေါ့နော်